ကုန်လိုက်တယ်မဟုတ်လားမသိဘူးလူသားတွေလည်းလောက်တာလားတယ်မလေဒါတားတို့ဆိုင်ဘူးနော်ဒါတထေးတွေမဟုတ်ဘူးလေလာဝယ်တားတို့ဆိုင်လည်းကြည့်ပါဦးတထေးလာဝယ်မဆိုင်လားဩမဘာကလုံနာလားဩဘာလုံနာပါလဲရှောက်ပြီပေါ့မှာလူဒါပေါ့နော်နည်းနည်းဆင်းရဲတဲ့သူတွေဟာမိုင်းလာတာဟာနည်းလေးပေါ့နော်အသားတွေကနည်းနည်းပုတ်သွားတယ်ပေါ့နော်ဘာပုတ်တောင်ဆိုဟာကြက်သွားတယ်ပေါ့နော်တော်တော်မသိဘူးမခဏသားလာသွားပြီ over ခွတ်တယ်ပြောခန့်လိုက်ဟာလာမသိဘူးဒါလည်းလောက်တာဘာအဲ့လိုမလွတ်အောင်လုပ်လိုက်တာဘာကြီးအောင်မတေးပြီးရောက်လာမှာအသားဒီကအိတ်ထဲတော့ရောက်လာဟုတ်တယ်ဟာအသားကြီးပြေးသွားစိတ်ကိုမြင်လိုက်တာရောက်လာ